လင်းပိုင်တွေရဲ့အငဲပြုံးနေတဲ့မျက်နှာကိုကြည့်ပြီးသူတို့ဟာပျော်ရွှင်နေတဲ့ပင်လယ်ကူးခတ်သူတွေလိုပဲတင်ထင်နေပါသလားတကယ်တော့သူတို့ရဲ့ရေမျက်နှာပြင်အောက်မှာကျွန်ုပ်တို့မသိသေးတဲ့အလွန်နဲ့နဲပြီးရှုပ်ထွေးတဲ့လျှို့ဝှက်ချက်တွေရှိနေပါတယ်ဒီကနေ့ဗီဒီယိုမှာတော့ကပအတိငံအရှိဆုံးတက်တဝါတွေထဲကတစ်မျိုးဖြစ်တဲ့လင်းပိုင်တွေရဲ့အံ့ဩစရာအချက်12ချက်ကိုတင်ဆက်ပေးသွားမှာပါဗီဒီယိုအဆုံးမှာပါမယ့်အချက်ကတော့တင့်ကိုတကယ်ပဲအံ့အားသင့်သွားစေမှာပါတတူးမှာကိုပိုင်နာမည်တွေရှိကြတယ်လင်းပိုင်တွေဟာတကောင်နဲ့တကောင်အတန်ပြုတ်ယုံတယ်မဟုတ်ပါဘူးသူတို့မှာကိုပိုင်အမီ signature whistle တွေရှိကြပါတယ်မိမိကိုမိမိဘသူဘဝထီချောင်းအတိပေးဖို့ထူးခြားတဲ့အတန်တွေကိုငယ်စဉ်ကတည်းကဖန်တီးကြတာပါတငင်ချင်းဒါမှမဟုတ်မိသားစုဝင်တယောက်ကိုခေါ်ခြင်းရင်အဲ့ဒီအကောင်ရဲ့တီးတန့်အတန်ကိုလိုက်တူပြီးခေါ်တတ်ကြပါတယ်ဒါဟာလူသားတွေအပြင်တခြားတတရတွေမှာတွေ့ရခဲ့တဲ့အစင်းမြင့်ဆက်သွယ်ရေးစနစ်ပါပဲနဲ့သူတို့ဟာဘယ်တော့မှအိတ်မပြောဘူးလင်းပိုင်တွေဟာရေအောက်မှာအသက်ရှူဖို့တတိရှိနေရတဲ့အတွက်လူတွေလိုနှစ်ချိုက်ချိုက်အိတ်မပြောနိုင်ပါဘူးဒါကြောင့်သူတို့ဟာဥနောက်တချမ်းကိုပဲအနာပေးပြီးကြံတချမ်းကိုတော့နိုးကြားနေစေပါတယ်အိတ်ဆက်နေစဉ်မှာတော့မက်ဆီတစ်ဖက်ကိုဖွင့်ထားပြီးရန်သူကိုစောင့်ကြည့်တတ်ကြတဲ့အန်အိုးစရာရှင်တန်မှုဗျူဟာပဲဖြစ်ပါတယ်3အန်အားသင့်ဖွယ်ကုသနိုင်စွမ်းလင်းပိုင်တွေဟာငါးမှန်ကြိုက်ခံရတဲ့ဒဏ်ရာလိုမျိုးပြင်းထန်တဲ့ဒဏ်ရာတွေကနေတောင်အသက်ရှင်အောင်ကုသနိုင်စွမ်းရှိပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ဟာယောဂပိုးကုသမှုကိုအလွန်ခံနိုင်ရရှိပြီးနှက်ဆိုင်တဲ့ဒဏ်ရာတွေကနေသွေးထွက်လွန်ပြီးသေဆုံးခြင်းလည်းမရှိပါဘူးသိပ္ပံပညာရှင်တွေတောင်သူတို့ရဲ့ဒီလိုအံ့ဖွယ်စူပါပါဝါကိုအံ့ဩနေကြစေပါလေးမှန်တယ်မှာကိုမှတ်မိတယ်တရိษံအများစုဟာမှန်တဲ့ကသူတို့အရေးကိုတခြားတကောင်လိုထင်တတ်ကြပေမဲ့လင်းပိုင်တွေကတော့မှန်တဲ့ကပုံဟာငါပဲဆိုတာကိုကောင်းကောင်းနားလဲပါတယ်သူတို့ဟာမှန်ကိုတုံးပြီးသူတို့ကိုယ်တိုင်မမြင်ရတဲ့ခန္ဓာကိုယ်ကအမှတ်အသားတွေကိုတောင်လိုက်ကြည့်တတ်ကြပါတယ်ငါတခြားမျိုးစိတ်တွေကိုကူညီတတ်တဲ့စိတ်တဲ့ဒါဟာဗီဇကြောင့်တည်းမဟုတ်ပါဘူးသူတို့မှာစာနာစိတ်ချီလို့ပါရေနစ်နေတဲ့လူသားတွေကိုငမိုင်းရံကနေဝိုင်းရံကာကွယ်ပေးတာဒါမှမဟုတ်လမ်းပြောင်းနေတဲ့ဝေလံငါးတွေကိုရေနက်ပိုင်းရောက်အောင်လမ်းပြပေးတာမျိုးတွေအများကြီးရှိခဲ့ပါတယ်6ကိရိယာတွေကိုအသုံးပြုပြီးအမဲလိုက်ခြင်းဩစတြေးလျအနောက်ပိုင်းကလင်းပိုင်တွေဟာပင်လယ်ကျမ်းပြင်မှာငါးရှာတဲ့အခါသူတို့ရဲ့နာသီးဖြာဒဏ်ရာမရအောင်ပင်လယ်ရေမော်ဖက် sea sponges တွေကိုကိရိယာအဖြစ်အသုံးပြုတတ်ကြပါတယ်ဒီလိုအသိဉာဏ်ရှိတဲ့လောက်ရက်ကိုမိခင်ကနေသမီးဖြစ်သူစီမျိုးဆက်အလိုက်သင်ကြားပေးကြတာပါခုနှစ်လူသားတငါသည်တွေနဲ့ပူးပေါင်းလှုပ်ဆောင်ခြင်းဘရာဇီးနိုင်ငံရဲ့အချို့နေရာတွေမှာလင်းပိုင်တွေဟာတငါသည်တွေစီနားအုပ်တွေကိုမောင်းထုတ်ပေးပြီးပိုက်ကွန်ပစ်ဖို့အချက်ပြတတ်ကြပါတယ်တငါသည်တွေကငါးအများကြီးရတယ်လို့လင်းပိုင်တွေကလည်းပိုက်ကွန်ထဲကလွတ်လာတဲ့ငါးတွေကိုစားရတဲ့အတွက်နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့မိတ်ဖက်ဆက်ဆံရေးပဲဖြစ်ပါတယ်ရှစ်ပင်လယ်ရေမတောက်ကြဘူးထူးဆန်းတာကလင်းပိုင်တွေဟာပင်လယ်ထဲမှာနေပြီမဲ့ပင်လယ်ရေကိုမတောက်ကြပါဘူးသူတို့လိုအပ်တဲ့ရေဓာတ်ကိုသူတို့စားတဲ့ငါးတွေစီကနေပဲရယူပါတယ်ပင်လယ်ရေတောက်ရင်သူတို့လည်းလူတွေလိုပဲရေဓာတ်ခန်းချောက်နိုင်လို့ပါကိုအစာအိမ်နှလုံးရှိတယ်လင်းပိုင်တွေဟာအစာကိုဝါမစားပဲတကောင်လုံးမျိုးချတတ်တာကြောင့်သူတို့မှာအစာအိမ်နဲ့အနည်းဆုံးနှလုံးရှိပါတယ်ပထမအစာအိမ်ကအစာတွေကိုတိုးလောင်ပေးပြီးဒုတိယအစာအိမ်ကမှအစာခြေစနစ်ကိုလှုပ်ဆောင်တာဖြစ်လို့အစာကိုမြန်စားနိုင်ကြတာပါ10ဦးနှောက်အရွယ်အစာကြီးမားခြင်းခန္ဓာကိုယ်အချိုးစားနဲ့ကြည့်ရင်လင်းပိုင်တို့ရဲ့ဦးနှောက်ဟာလူသားတွေပြီးရင်ဒုတိယအကြီးဆုံးပါသူတို့ရဲ့ဦးနှောက်ဟာခံစားချက်တွေကိုဖော်ပြတဲ့စနစ်အားကောင်းလုံးလို့သူတို့ဟာဗီဇအရာတင်မဟုတ်ဘဲစဉ်းစားတွေးခေါ်ပြီးခံစားချက်အပြည့်နဲ့နေထိုင်ကြတာပါ17ရှုပ်ထွေးတဲ့လူမှုအဖွဲ့အစည်းလင်းပိုင်အုပ်စုတွေဟာစနစ်တကျဖွဲ့စည်းထားတာပါသူတို့ကြားမှာဆန်စုနဲ့နဲ့ချီတဲ့ခိုင်မာတဲ့တန်ရောစင်တွေရှိကြသလိုအဖွဲ့ဝင်တယောက်ဒဏ်ရာရရင်ကြံတဲ့သူတွေကရေပေါ်နေအောင်ဝိုင်းကုပေးတတ်ကြပါတယ်စနစ်စော့တစားရတာကိုနှစ်သက်ခြင်းနောက်ဆုံးတစ်ချက်ကတော့လင်းပိုင်တွေဟာပျော်ရွှင်ဖို့တတ်အတွက်တင်စော့ကစားတတ်တဲ့တရဝအနှင်းငယ်တွေကတစ်မျိုးပါသူတို့ဟာရေလိုင်းစီးတာရေမော်တွေနဲ့စော့တာအပြင်ရေအောက်မှာလေပူပေါင်းကွင်းတွေ bubble rings ဖန်တီးပြီးစော့ကစားတတ်ကြပါတယ်လင်းပိုင်တွေဟာတာမန်တရိစံတွေထက်အများကြီးပိုပါတယ်သူတို့ရဲ့ထက်မြက်တဲ့အတိညာဉ်နဲ့စာနာချက်တဲ့စိတ်ထားတွေဟာကျ
ကျွန်ုပ်တို့ပင်လယ်ပြင်ကိုပိုမိုလှပစေတာပါအခုလိုအဖိုးတန်တဲ့တတဝါတွေရဲ့ပတ်ဝန်းကျင်ကိုထိမ့်သိမ်းဖို့ဟာကျွန်ုပ်တို့အားလုံးရဲ့တာဝန်ပဲဖြစ်ပါတယ်ဒီအချက်ဆက်မချက်ထဲမှာတင်အကြိုက်ဆုံးအချက်ကပါလဲကွန်မန့်မှာရေးပေးခဲ့ပါအောင်အခုလိုစိတ်ဝင်စားစရာဗီဒီယိုတွေဆက်ကြည့်ဖို့ကျွန်ုပ်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်